အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဆိုင်ရဲ့မေးစင်းဘက်ကစားကွင်းကိုလာတာသူတို့တယောက်ကိုဝင်ကြီး1000ဆိုပေမဲ့ကိုတို့က online ကနေဘိုကင်တင်လိုက်ခဲ့ရတယောက်950ပဲပေးရတန်တဲ့အပြင် lunch buffet လဲပါ share ကျွေးရနော် lunch ကပီဇာတွေလည်းပါတယ်တက်လေးကောင်းလားโอเคနောက်ပြီလေဒါလေးကတော့မောင်တော်လေးပါမောင်တော်လေးက single ဖြစ်တဲ့အတွက်နောက်မှတော်လေးရပါတယ်မကြီးတို့ရဲ့ lunch counter ကြီးမိုက်တယ်နော် share ကျွေးရတော့အေးကောင်တာလည်းရှိတယ်။ရတော့ခောက်ဆွဲတုံရမ်းအမရေခဲမုတ်လည်းပါတယ်။ပေါက်စီအားချောင်းကျော်ဖီဇာစကုတ်ဒါတော့ဝတ်သားကျော်ဒါတုံရမ်းရမ်းကောင်းတယ်။ဒါတက်သားချင်ဆက်ချက်။ Okay ဒါ right ရောအမပီဇာသမားရဲ့ပီဇာသမားလေးပေါ့။ကျေသမီးကလေးလေးဒါလေးနဲ့ယူနော်မေးအစ်စ်လေးပဲမတန်နဲ့နော်ဆိုင်ရမေးစက်လာတာလေတရားဝင်ကြီး1000ဆိုပေမဲ့လေဒါပေမဲ့ကိုတော့ဟို online နဲ့ booking တင်တဲ့ခါကျတော့1000မပေးရဘူးပေါ့နော်950ပဲပေးရတယ်တန်တယ်ဒါပေမဲ့ lunch နဲ့တန်တယ်သမီးလက်တင်နဲ့မလို့အောင်နော်ရောယူသမီးကြိုက်တာလေးယူနော်မနော်ဒါလေးယူသမီးယူပြီးတာမမေးတခုယူလိုက်ကျဲကောင်းတယ်နော်ဇာခွေးရရှယ်ပဲတန်ရှင်းနဲ့လက်ဆက်တယ်ဘေဘီပီဇာကတော့ cheese တွေနဲ့ခြင်းပဲရှယ်ပဲအရင်တော့ကင်မရာကိုထမင်းကျွေးရပါတော့နောက်မှစားမယ်ကောင်းလားကိုကြီးကောင်းလားသမီးရှင်းပြီလားအရန်တန်တယ်နော်စံတွဲစီအမေးလေးပဲစံတွဲ amazing bag စီရလေးလေးပဲအဲ့လိုကျွေးရနော်ရှယ်ကျွေးရအမေဘိုင်အမေအတုံးရင်းငါလေးကောင်းတယ်နော်ထားလိုက်ပါအောင်မေရှင်ထားလိုက်ပါအောင်မေဘိုင်